ဝန်ဆောင်သူရဲ့အောင်နောင်နဲ့ဆုံးဖြတ်လိုက်ပြီလားမေရဲ့ပြုံးပြုံးလေးနဲ့ရက်ဆက်တဲ့သူရဲ့ငါမာတော့ယူတယောက်လိုပဲအမုန်းစကားတွေပြောတဲ့မေအရှုံးသမားကိုပြုံးပြဆမ်းပါမေဆွေးကိုလောဘကိုမေကိုချေတကိုမောင်သားလေးအလွန်တချင်လေး